Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကလွင်ပေါ်ရန်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် CV တောက်ရမှာပါတက်ရောက်သေးပါ CV ကမပေါ်ခဲ့ပါဘူးဗျာဒါနဲ့ဟို electric shut တွေရောပေါ်လာပြတော့ဗျာဖက်ကမရရဲ့ chest တွေပါပေါ်လာအဲ့ဒါကြောင့်ကျွန်တော်အော်တော်ဒါမဲ့ CV ကမတွေ့ခဲ့ဘူးကျွန်တော် CV တက်မဲ့အကြောင်းရင်းပါဗျာCV ကျမှအကြောင်းရဗျာအဲ့ဒီကျွန်တော်ဗျာ CV တက်မှအကြောင်းရကျွန်တော်ဗျာ V3 လောက်ဖို့ V3 ရလုံးလို့မရသေးဘူး1000ကျော်ရင် V3 လောက်ဖို့ဗျာပတ်စံမရှိလို့အဲ့ဒါကြောင့်လိုက်ပြီးတော့တက်တာတကောင်းမှမတွေ့ပါဘူးဗျာအားကြောင့်ကျွန်တော်အားပေးကြပါအောင်နော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက် like share subscribe လေးနဲ့လုပ်ခဲ့ပေးပါဟိုမှာသူများရဲ့ CV တက်တာတွေ့လို့တွားကြည့်ခဲ့တယ်နဲ့ကျွန်တော်ဗျာမမီခဲ့ဘူးအဲ့ဒါမမီခဲ့ပဲနဲ့အဲ့ဒီ CV ရတိတ်ရောအနောက်ကနေပြီး electric shut ကြီးပေါ်လာလို့ကျွန်တော် electric shut ပဲတက်လိုက်ရဒါမဲ့အဲ့ဒီပေါ်မှာပါလာတဲ့ကောင်ကိုကျွန်တော်တက်လိုက်တယ်လိုက်တဲ့နဲ့စားထားတဲ့ကောင်အမတို့ရအနောက်မှာပါကိုရCV ကိုတက်မလို့တော့မမိလာဘူးဒါမဲ့ပြီးချလိုက်တာနိုင်သွားတယ်တွေ့လားကျွန်တော်မနိုင်ခဲ့ဘူးအဲ့ဘလို့ဆက်ဖြစ်လဲဆိုကျွန်တော်ထီရကြီးပြောင်းပြီးတော့အဲ့ဒါကိုအရင်တတ်တယ်ဆိုပါလဲကျွန်တော်ပြီးလာချောကျွန်တော်လည်းပြန်ချပေးလိုက်တယ်အကောင်လည်းသေးတယ်အကောင်ကတော့မသေးသေးဘူးဟိုရှက်တွေကိုနိုင်သွားတယ်ပြီးတော့အကောင်တေးပြီးထောက်သွားတယ်အမကျွန်တော်ဆက်သွားရဗျာဆက်သွားရအဲ့ဒါရဘာရောမသိဘူးကျွန်တော်မှရတယ်ဟိုကြောင့်ဗီဒီယိုမရိုက်ခင်ကနေက record လုပ်ဖို့မေ့သွားလို့အားကြောင့်အဲ့ဒီဟာလုပ်ပြီးမှဗီဒီယိုတင်မယ်ဆိုတာမှတ်မိတယ်ဘာမှဖူးလည်းမရဘူးအဲ့ဒါကိုတက်တာဒီလို TV ရှာကြောက်ရတယ်ဒီလို TV လည်းကျွန်တော်ရဲ့ idol ရှယ်တက်တာစပယ်လည်းကုန်လွယ်ပြောင်းလဲတက်ကဆိုတော့ဒါမဲ့မလောက်ပဲနဲ့ပြောင်းလဲယူရတာဒါမဲ့မမြန်တော့ဗျာကျွန်တော်တင်မော်ရက်ပြက်ပြီးတော့မရဘဲနဲ့နေတက်တယ်တစ်ခါတည်းကြောက်အားကြောင့်ကျွန်တော်တကူကောင်းစားတာမဟုတ်ဘူးဒီကကျွန်တော်ဘယ်လိုတက်ခလဲကြည့်ကြပါ let's go ကျွန်တော်ဂျူဂျူဘို TV ကြောက်မရိန်းယူဖြစ်တာဂျူဂျူဘို TV လိုမျိုးဖြစ်ချင်တယ်ဗျာခိုင်လိုမျိုးလည်းဖြစ်ချင်တယ်ဗျာကျွန်တော်ရိုးတော့ရွယ်မတုံးနိုင်ဘူးဗျာဒီတိုင်းမဲ့လိုက်ပြီး trade ကပေါ့ဗျာတခုမှမရှိဘူးကိုကအမှန်ဒီမှာပြောက်သွားအဲ့ဒီခေါင်းဆောင်လိုမျိုးကောင်တက်လိုက်တာ905ပဲရတယ်ဖက်ကမှကျွန်တော်တခါမှ rate လုပ်တာနိုင်နေဗျာဒါမဲ့ rate လုပ်တာနှစ်ခါရှိပြီတစ်ခါကကြော line လက်ပြီးထွက်သွားပထမတစ်ခါကြောတေးသွားဒုတိယတစ်ခါကြော line လက်ပြီးထွက်ဆက်သွားရကျွန်တော်ဆက်သွားတင်းမော်တော့တိုးလေ686ပဲကျန်တော့ဟိုမှာထပ်ပေါ်လာရဗျာခဏလေးတော့ကျွန်တော်ထပ်တတ်တယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့မရခဲလိုက်ရမှာတော့ထင်တယ်တော့ကြာဟောဗျာ
ကျွန်တော်ဆက်တက်တယ်မရတော့ဘူးနာပဲဗျာဆက်တက်တယ်ဗျာကျွန်တော်တင်မော်ကြီးလဲဝအကောင်လေးကထွက်ပြေးသွားကြကျွန်တော်လည်းတလီဝါနဲ့ဟောင်းပြန်လိုက်အကောင်ပြီးချဖို့လုပ်နေတာအကောင်ထွက်သွားချင်းကြောက်သွားလို့လားမသိဘူးကြောက်ဖို့လည်းမဖြစ်နိုင်ဘူးဒါတော့ကျွန်တော်တက်ဗီဒီယိုပါနော်လေထောက်ဝဲဗျာနှခါမြဒူရီယာမိဒီခါတော့အဲ့ဒါထပ်ပုံမိုက်တဲ့လေးဝယ်လိုက်တယ်2000နဲ့ရင်တော့600တန်ပေါ့ကျွန်တော်သွားရဗျာသွားရဒူရီယာမိရှေ့မှာလေတကြီးတွေ့လို့ဗျာအဲ့ထက်မှာမရွရလူမပေါထင်မြော့အတင်းမပိုင်တိုင်းမသွားလိုက်ကြဘဲဟုတ်မလဲလူပါရဗျာလူပါဘဲဟုတ်မလဲလူပါရဗျာအမကျွန်တော်နဲ့ BBB ချတော်သေးအကောင်လည်းပဲမကြီးနဲ့ပေါ်နေကျွန်တော်နိုင်သွားတယ်ကြက်ကန်းဆောင်တိုးပြီးကန်ကောင်းလို့ပဲနိုင်တာပါကြည့်ပါကျွန်တော်ဘလို့ BBB ချတယ်ဆိုပွင့်နေဆိုရင်အကောင်လိုက်လိုက်တော့ဒီအကောင်လိုက်နေကြတယ်အကောင်ဒီမော်တို့ရဘာမှမရှိရဘူးမဟုတ်ဘာမှမရှိရဘူးဆိုတာတိလို့အဲ့တော့လိုက်ကြိုက်တယ်ဗျာဘယ်ပြောင်းနေအောင်ဟိုကမှတွေ့ပြီတန်တော်ဘုံကြီးနဲ့ဆော့တိုက်တယ်ပြတေးဦးလားတဆန်းတေးတော့ထေလာချက်ကြီးရလေတိုက်တနေအကောင်ရင်တက်ပြီးမှဘုကောင်ပြန်တိုက်ရယောတေးကွာတကောအတိုက်တော်သေးရှက်ထီရဲ့ရှက်ထော့ထီလာထော့လာမသိတော့ဘူးကွာဆက်သွားရဲ့ကျွန်တော်ဆက်သွားရင်ပေါ်ကန်နေနေဗျာဟိုရွှေတွေကဘာလို့မသိ full ကိုတဲ့ဘယ်တော့ရလိုက်တော့မသိတွေ့အောင်မတွေ့လိုက်ဘယ်တော့ရအောင်မသိဆက်သွားရဗျာတွေ့ကန်နေနေပြီနည်းနည်းကြောင်းမှာဆက်သွားရဗျာဆက်သွားရကျွန်တော်ဆက်သွားနေသွားရအမကြီးဆက်သွားရရောက်တော့မဟုတ်ဘူးလက်ထွက်ဆက်ပြီးဟုတ်တယ်ညဟိုရွယ်ဒီအောင်တော့လာကြည့်ဒီအောင်ကျွန်တော်ဝိုင်းသမားကြရောင်းလို့ဒါတော့မှကန်ကောင်းလို့နိုင်သွားတာဒီဘက်အားကိုနဲ့ပြောင်းနေရလေပြောင်းနေပြောင်းပဲအမဗျာအကောင်နဲ့ကုန်ရှော့ဘိုး electric ဝင်းတစ်ခုထည့်ရလိုက်ဟုတ်တယ်ခင်ဗျကျွန်တော်ဆက်သွားအောင်ကျင်းလာသေးဘူးပေါ့စီးရတခေါင်းမှမတွေ့ဘူးဗျာဗီဒီယိုတာပြီးတော့ပြီးရတာစီးရတခေါင်းမှမတွေ့ဘူးဘလို့လို့ပတ်စံရှာနေပါဆိုနေမှာပဲနှခါတော့တွေ့ရအဲ့ဒီဟိုဖကမရရဲ့အိုင်လောင်ပထမတော့ရောကောမယူမိလိုက်ဒုတိယမှယူမိလိုက်မိုင်းတော့3000လေးပါကန်တယ်ညာလဲချေဦးတက်ရလျှောက်သွားနေဟေးလွတ်ဟိုမှာဖကမချက်တယ်ပတ်စံများတဲ့ချက်တွေတွေ့ရဲ့အိုင်လန်အဲ့ဒီအိုင်လန်ခုနကတော့ဒဇန်နဲ့ဆင်ချက်ကတော့တော်တော်များတယ်ဘူးကကြောက်3ခုပဲရှိတယ်3000 9000ဖကမကတရားဗီ
ီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာကျွန်တော်ဗီဒီယိုလေးကိုကြားရင်တော့ like share subscribe လေးနဲ့ပုံနေပေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နှုတ်ဆက်သွားပါမယ်